လွန်ခဲ့သောနှစ်ပေါင်းလေးတူညာကအီဂျစ်ပြည်ရမယ်ဆောက်လုပ်ရေးခွင်ကြီးခင်များတို့ယုံမာတော့မဟုတ်ပါဘူးကျွန်တော်ဘလို့ကနေဘလို့ရောက်သွားမှမသိပဲလွန်ခဲ့တဲ့နှစ်ပေါင်းလေးတူညာကဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုတည်းကိုရောက်နေပါတယ်ဒါကတော့တကယ်ကိုတမိုင်းဝင်ကန်ထရိုက်လုပ်ကြီးပါပဲမိတ်ဆွေရဒီနေရာမှာဘာလုပ်ငန်းခွင်ဘေးရနေရကင်းရှင်းရေးလူကီလေးကိုထွတ်ဆုပ်သည်စီကမ်းမှမရှိဘူးရှိတာဆိုလို့တဲတွေပူပြင်းတဲ့နေမင်းကြီးနဲ့နေတွက်ကစားရတယ်လို့မျိုးအသေးလဲလောက်ကင်နေကြတဲ့အုတ်ချက်ကြီးပေါင်း1000ကျော်ရဲ့ရှိပါတယ်ဒီအုတ်ချက်ကြီးတွေအကြောင်းပြောရအောင်မယ်အရင်တုန်းကကားနဲ့အုတ်တွေတဲရတာပင်ပန်းတယ်လို့ထင်ခဲ့ဘူးတာဒီကအုတ်ချက်ကြီးတွေကတစ်ချက်ကို2.5တန်ကနေဆက်9တန်ထိရှိတာပြီးဒါဟာအထက်မြင့်ဘတ်စကားကြီးတစ်စီးကိုမနေကုန်မပြတ်မနေရတယ်လို့မျိုးပဲသူတို့မှအလွန်ကြီးမားပြီးမဆောက်တဲ့ကုန်းလျှော်လန်းရဲကြီးတွေရှိတယ်ကျွန်တော်တို့လုပ်ငန်းခွင်ကအေးစေးတက်လို့ရတဲ့လမ်းမျိုးမဟုတ်ဘူးနော်20%ထက်မှကမဆောက်တဲ့ကုန်းတက်ကြီးတွေပါခင်များတို့တာမန်လက်တွန်းလဲတစ်စီးကိုအဲ့ဒီပေါ်တွန်းတင်ရရင်တော့ညှဉ်းညူမိကြမှာတေချာတယ်ဒါပေမဲ့ဒီလူတို့အေးကတော့ကုန်တင်ကားတစ်စီးစာလောက်ရှိတဲ့ကြောက်တုံးကြီးတွေကိုအားနဲ့ယုံပြီးဆွဲတင်နေကြတာအထူးဆန်းဆုံးနဲ့ပါးနဲ့ဆုံးပိုင်းကတော့သူတို့ဟာပစ္စည်းတွေကိုဒီတိုင်းစီကမ်းမရှိပစ်ထားကြတာမဟုတ်ဘူးအားလုံးကစနစ်တကျရှိလာပါတယ်လက်ကျွဲစင်မဲတေယူပို့ဆောင်ရေးစနစ်ကြီးပါပဲကြောက်တုံးတွေကိုနိုင်မြင့်ဆယ်ရီထဲကလေတွေပေါ်ကနေချနေကြတာအရင်နှုန်းကဒီလုပ်ငန်းခွင်ရဲ့ဘေးနားတင်မြစ်လက်တက်တစ်ခုလုံးစီးဆင်းခဲ့ဘူးတာကိုကျွန်တော်ဒီနေရာကိုရောက်နေတာ3နာရီလောက်ရှိပြီးအခုထိလက်ဖက်ရည်တောင်းနာချိန်ဆယ်ရီထဲဝေးတခါမှမရှိသေးဘူးဒီလူတွေဘလို့များအလုပ်လုပ်နေကြလဲမသိပါဘူးကျွန်တော်သာဆိုရင်တော့ပစ္စည်းတွေအကုန်ပြစ်ချပြီးဘီယာဆိုင်ပဲသွားလိုက်တော့မယ်ဖာတို့လိစရဲဘရင်လဲစောင်းချင်စောင်းပေါ့ဗျာကျွန်တော်ကတော့လက်ဖက်ရည်ပူလေးတစ်ခွက်တောက်ဖို့လိုနေပြီတကယ်တော့ဒါကလူကိုပြန်ပြီးတွေးတော့စရာဖြစ်စေပါတယ်ကျွန်တော်တို့ကတော့လွန်ပူဘက်ထရီလေးအားကုန်သွားတာနဲ့တင်အကြီးကျယ်ညှဉ်းညူနေကြတာဒီလူတွေကတော့ကမ္ဘာအံပွဲခုနှစ်ပါးတဲ့ကတခုကိုကျိုးတွေကုန်းလျှော်လန်းတွေနဲ့သူတို့ရဲ့တွေးချွေးရုံးကန်မှုတသက်နဲ့တင်တိဆောက်ခဲ့ကြတာကဲကျွန်တော်ပြေးရတော့မယ်သူတို့ကျွန်တော်ကိုအဲ့ဒီကြောက်တုံးကြီးရဲ့ထောင်းကနေဝိုင်းမခိုင်းခင်ဝေးဝေးပြေးမှရမယ်ကျွန်တော်ကတော့အဲ့ဒါကြီးကိုလုံးဝမတည်နိုင်ဘူး